မကွေးတိုင်းဒေသကြီးတရက်ခရိုင်မင်းတုံမြို့မှာမြစ်ချောင်းတွေတန်ရှင်းပြီးစနစ်တကျရှိစေဖို့ရည်ရွယ်ပြီးဒေသခံရမီရဖာနဲ့လုပ်ငန်းရှင်တွေပါဝင်တဲ့မြစ်ချောင်းဖြိုးကော်မတီတရက်ကိုမင်းတုံမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမမှာဇန်နဝါရီလ12ရက်ကဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော်မတီကိုမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးမြေစရင်မိသက်လေယာမြေစီမံခန့်ခွဲမှုကော်မတီစီရင်အင်ဦးစီးတို့နဲ့ပေါင်းဆက်ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်ခင်တန်းနုကအခုလိုပဲပြောပါတယ်။နော်ဖွဲ့စည်းပုံကတော့ကျမတို့ဌာနဆိုင်ရာလည်းပါတယ်။နော်မြို့နယ်အုပ်ချုပ်ရေးမှူးပါမယ်ရဲပါတယ်မိသက်ပါတယ်မြေစရင်ပါတယ်အဲ့လေးဌာနပါတယ်ချင်း။နော်ကျမဒီခုလောလောဆယ်မှတ်မိတာတော့အဲ့လေးဌာနအဲ့ဒါပြီးရင်ရဲရွာပြည်သူကမြို့မိမြို့ဖာ9ဦးအဲ့ဒါတွေကကိုယ်စားလှယ်တွေကရွေးချက်ပေးရတယ်တခါလုပ်ငန်းရှင်ကတော့သူတို့အမဲစနစ်နဲ့ရွေးချက်သွားတယ်အဲ့ဒါ3ဦးအဲ့ဒါပါပါတယ်နော်လုပ်ငန်းရှင်တွေကလူကတယောက်ကတော့တွင်းရင်မှုဖြစ်တယ်မြို့နယ်အုပ်ချုပ်မှုကတော့ဒုမြို့နယ်အုပ်ချုပ်မှုကိုဥက္ကဋ္ဌထားလိုက်တယ်အဖွဲ့အနေနဲ့ရေရုညဉ့်ညမ်းမှုနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာတွေဆောင်ရွက်ဖို့မြစ်သေးကြောက်တွေစနစ်တကျထုတ်ယူရေးဈေးနှုန်းတည်ငြိမ်ရေးလိုအပ်ပါကတိုင်းဒေသကြီးရဲ့စီမံခန့်ခွဲမှုကော်မတီထံတင်ပြတာတွေကိုလှုပ်ဆောင်နိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်းသိရပါတယ်။မင်းတုံချောင်းအတွင်းစီကံမဲ့အမိုက်စွန့်ပစ်မှုတွေကြောင့်ရေကြီးရေရှမ်းမှုတွေများလာတယ်လို့မြစ်ချောင်းဖြိုးစီကံထိန်းသိမ်းရေးအဖွဲ့ဝင်ဦးသိန်းစောဦးကအခုလိုပဲပြောပါတယ်။ကျွန်တော်တို့ဒေသမှာဆိုရင်အမိုက်တရိုက်ဒီစွန့်ပစ်ပစ္စည်းတွေကိုကျွန်တော်တို့ဒီစနစ်တကျနဲ့မစွန့်ပစ်ဖဲနဲ့ကျွန်တော်တို့ဒေသအတွင်းမှာရှိတဲ့ကျွန်တော်တို့ပြီးခိုအားထားနေရတဲ့ချောင်းတွေထဲမှာဒါတွေကိုစွန့်ပစ်နေတဲ့အတွက်ကြောင့်ချောင်းတွေကကောလာတယ်ကောလာပြီးတော့ဒီချောင်းတွေကောလာတဲ့အတွက်ရေကြီးရေရှမ်းမှုတွေကျွန်တော်တို့ဒေသတွေအားထားမိခုနေရတဲ့ဘေးကကိုင်းဒီလေဒီမှာရေမြုပ်ထားတဲ့တန်းတွေကိုကျွန်တော်တို့ဒေသတွေကခံနေရပါတယ်ပြီးတော့တတော်ပြုံးတိမှုကလည်းအစမတန်များပြားလာပါတယ်တတော်ပြုံးတိမှုတွေများပြားလာတဲ့နဲ့အမျှဒီရေစီလွာတွေကိုမထိသိမ့်နိုင်တော့တဲ့အခါမှာဒီမိုးရွာကြတဲ့အခါမှာမိုးရေတွေမှာပါလာတဲ့လူတွေကဒီချောင်းတွေထဲမှာကောလာတဲ့အဲ့ဒီချောင်းတွေကအမိုက်တွေကြောင့်ရေကြီးရေရှမ်းမှုတွေပိုများလာပြီးအနာဂတ်ရေကြိုရရှိမှုအတွက်လည်းစိုးရိမ်ရတယ်လို့ဆိုပါတယ်။စစ်ကမ်းမဲ့ကြောက်ထုတ်ယူမှုတွေကြောင့်ပသိမ်မုံရွာလမ်းမကြီးရဲ့မင်းတုံချောင်းကူတရားထိခိုက်နိုင်ပြီးချောင်းအတွင်းအမိုက်စွန့်ပစ်မှုကလည်းအဆင့်အလာဖြစ်နေတယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကဆက်လက်ပြောကြားခဲ့ပါတယ်။ဒီသတင်းကိုတော့အောင်ကျော်သူကပြပို့ထားတာဖြစ်ပါတယ်ရှင်။